လူရဲလို့ဖြစ်လာခဲ့လို့ရှိရင်ကွာအနိုင်အမြင့်အတက်ကြဆိုတာတော့လေလူတိုင်းရဲ့ဘဝမှာဒါကတော့ကြုံကြရတာတွေကြီးပဲလေနော်ကိုကလေဘလို့အခက်ခဲတွေပဲကြုံကိုကန်ကောင်းတယ် I am lucky ဆိုပြီးတော့ယုံကြည်လိုက်ရင်ဘာတွေဖြစ်လာမလဲကိုယ်စိတ်တွေကမြင့်သွားတယ်ကြီးသွားတယ်တေးနှုတ်တိမ်ငယ်မဟုတ်တော့ဘူးတွေးခေါ်ပုံတွေကအစထိရောက်တွေးရဲလာတယ်ရဲဝုန်းဆုံးဖြတ်တတ်လာတယ်အားပါမှန်ပါနဲ့တွေးရဲလာတယ်အဲ့လိုအားပါမှန်ပါနဲ့တွေးရဲလာတဲ့ခါကျတော့ပေါ့နော်ကိုယ့်ရဲ့အစွမ်းအစတွေကပိုထွက်လာတယ်ရှင်းပြောမယ်ဆိုညံပွင့်သွားတယ်ပေါ့နော်တကယ်တမ်းအဲ့လိုတတ်တိတွေဝင်လာပြီဆိုလို့ရှိရင်လေကိုကလေဘာလို့အောင်မြင်တော့မှာအကြံကောင်းညံကောင်းတွေကလေထွက်ပြီးရင်ထွက်လာတော့တာတစ်ခုပြီးတစ်ခုပဲလောကကိုစိတ်ကဥဆောင်နေဆိုတဲ့စကားအလကားမဟုတ်ဘူးအရာရာကိုဒီစိတ်ကဖြစ်အောင်လုပ်ပေးနေတာနော်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုနေ့တိုင်းကောင်းတာတွေပြောကောင်းတာတွေတွေးခိုင်းအဲ့ဒါကိုနေ့တိုင်းလုပ်ကောင်းတာကိုကိုအရင်ဆုံးပေးပြီးသားဖြစ်သွားတယ်ကောင်းတဲ့အရာတစ်ခုကပဲနောက်ထပ်ကောင်းတဲ့အရာတွေကိုစွဲငင်လာတယ်တူရတွေစုတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်နောက်ထပ်ကံကောင်းခြင်းတွေကောင်းခြင်းတွေကပဲထပ်ပြီးကိုယ့်စီကိုရောက်လာတယ်မမျိုးတို့ကဒီလူလောကကြီးမှာအသက်ရှင်နေထိုင်နေ၍လောကရန်အနှိမ့်အမြင့်ဆိုတာတွေကတော့ကြုံလာရအောင်ပါပဲဒါပေမဲ့ဘဝမှာဘာပဲကြုံရနောက်ဆုံးအနှစ်ချုပ်ကကြည့်လိုက်ရင်ငါကံကောင်းတယ်ပဲဖြစ်သွားတယ် I am lucky ငါကံကောင်းတယ်လို့ယုံကြည်လိုက်ရင်ကံတွေကပူပြီးကောင်းလာတတ်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲကံကောင်းကြပါစေကျေးဇူးတင်ပါတယ်တီချယ်မျိုးအေးပါ